အားလုံးပဲမင်္ဂလာပါခင်ဗျာကိုသိန်း Wedding Training Center ဂေးဆက်သင်တန်းကျောင်းမှာပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ဂေးဆက်ရာတွင်ဖြစ်ပေါ်တတ်သောပြစ်ချက်များအပိုင်း3အနေနဲ့အန္တကက်အကြောင်းကိုရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်အန္တကက်ဆိုတာကတော့ဂေးသားနဲ့အောက်ခံတတ္တုတွေထိဆက်နေတဲ့အစွန်းနှစ်ဖက်နေရာမှာဂေးသားမပြည့်ပဲခြိုက်ဝေနေခြင်းကိုအန္တကက်ဖြစ်ခြင်းလို့ခေါ်ပါတယ်အနာကဘာကြောင့်ဖြစ်ရလဲဆိုတော့အက်လန်ရှည်လွန်းခြင်းအမ်ပီယာများလွန်းခြင်းဗုတ်အားများလွန်းခြင်းနောက်ဂေးကြောင်းရဲ့အဆောင်ဒီဂရီ watt angle travel angle များမမှန်ကန်ခြင်းနောက်ပြီးတော့ဂေးစော်တဲ့နှုန်း travel speed မြန်လွန်းခြင်းCO2 process တွေဖြစ်တဲ့ GMAV တို့ FCAV တို့စီမှာ electro extension တူလုံးခြင်းနဲ့အတန်များနဲ့အလက်ထုတ်တွေမှာအတန်ရှင်းခြင်းကြီးများတက်နေခြင်းညစ်ပေခြင်းတို့ကြောင့်ဖြစ်ပေါ်နိုင်ပါတယ်အန္တကက်ဖြစ်ခြင်းကိုကာကွယ်ဖို့အတွက် SMAV process တွေမှာတင်းတော်တဲ့အလန့်ကိုထားရှိဖို့လိုအပ်ပါတယ်အလန့်ရှည်လာတာနဲ့အမျှအမ်ပီယာတက်လာပြီးအန္တကက်ကိုဖြစ်စေနိုင်ပါတယ်အလန့်မှန်တော်လဲအနာကက်ဖြစ်နေပြီဆိုရင်တော့မိမိဆက်မှာရှိတဲ့အမ်ပီယာကိုတေချာစွာပြန်လဲချိန်ညှိဖို့လိုအပ်ပါတယ် CO2 wearing process တွေမှာဖိုအားများလွန်းလို့ရှိရင်အနာကက်ဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်မို့လို့ဖိုအားကိုရှော့ချပေးဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့ဘယ် wearing process ကိုပဲဆော်မဆော်ခင်မှာတံပြားအဟောင်းပေါ်မှာအမ်ပီယာဖိုးတွေကိုတေချာစွာချိန်ညှိပြီးတော့မှမီးစမ်းခြင်းကိုပြုလုပ်သင့်ပါတယ်နောက်တစ်ချက်ကဂေးအကြောင်းရဲ့အဆောင်ဒီဂရီမမှန်ရင်လည်းအန္တကက်ဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်မို့လို့ watt angle travel angle ကိုတမန်ပုံစံတိုင်းကိုစော်ဖို့လိုပါတယ်နောက်တစ်ချက်ကဝရင်စော်တဲ့စော်နှုန်း travel speed မြန်လို့ရင်လည်းအန္တကက်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်မို့လို့တင်းတော်တဲ့ travel speed တိုင်းကိုစော်ဖို့လိုအပ်ပါတယ်နောက်တစ်ချက်က CO2 process တွေမှာ electro extension ကတိုးနေလို့ရှိရင်အနာကက်ဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်မို့လို့ electro extension ကိုတင်းတော်တဲ့အနေထား20 mm ကိုထားဖို့လိုအပ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ဝေပင်ရမ်းတဲ့အခါမှာဝရင်သားရဲ့အစွန်းနှစ်ဖက်မှာစက္ကန့်တစ်စက္ကန့်လောက်ခဏရပ်ပေးဖို့လိုအပ်ပါတယ်ဒီဆက်နီးပညာကိုစနစ်တကျတက်ကြွကျင်နေဆိုရင်တော့ Good Thing Wedding Training Center အမှတ်610ကျွန်းသာရလန်26ရပ်ကွက်တောင်တကုန်းဖုန်း399254 898 959ကိုဆက်သွယ်ပြီးတော့မှသင်တန်းတက်ရောက်နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ